ထိုက်တန်တဲ့ဝေနာရရှိသွားတဲ့သူကတော့ ပြောနေအောင်ပတ်စံရှိမဲ့ကိစ္စဆိုမပြောနဲ့အခါရတက်ပြောင်းပါ ဩပတ်ဆက်ရှိဖို့မဟုတ်ပါဘူးမမမော်လီနဲ့အခုဆိုလို့ရှိရင်ယောက်ျားလေး၄ယောက်ရပြီးသား၄ယောက်တော့လည်းတည်သွားပြီဆိုတော့မိုးစိုးအောင်၄တက်ကွန်းဖြစ်နေပြီလေကလေးကလည်း၈နှစ်တွင်9ယောက်မွေးထားတာဆိုတော့ ရှင်းတဲ့တွေ့ဘလို့ကလေးကကိုရမွေးတာလို့ ဩသူကဂျားထဲမှာအမွာနှစ်ခါမွေးသေးတယ် ဟဲ့တော့စမ်းပါလာရေးကိစ္စကိုပြောငါဟာငါလေးခလေးဘယ်နှယောက်ပဲမွေးမုတ်ဆုံးမဘယ်နှခါပြည့်နက်ပါဆိုင် ဩဒီလိုပါမမရဲ့အခုကဆိုလို့ရှိရင်လေမန္တလေးမှာအကြီးဆုံးဖြစ်တယ်လေမန္တလေး IP မြန်မာ showroom ကကျင်းပမဲ့အိမ်တော်ရှင် Miss ပြိုင်ပွဲမှာမမမိုလီနာကိုဝင်ပြိုင်စီခြင်းလို့အဲ့ဒါလေးလာပြောတာ အမလေးငါပုံစံနဲ့ဘယ်လိုလုပ်ဖြစ်မှာတော့ငါအဲ့ဒါကြီးလဲစိတ်ဝင်စားပြီးမှခလေးလည်းရပြီးမုတ်ဆုံးမလည်းဖြစ်ပြီးဒါတွေကငါအတွက်ဘာမှမလုပ်တော့ဝင်ပြိုင်လဲရမှာမဟုတ်ဘူး ဩမမလည်းဖြစ်တာပေါ့မမမိုးဆိုးမကို၄တက်ကွန်းကလေး9ယောက်ရပြီဆိုပေမဲ့ အဲ့ဟာကိုခဏထဲမပြောနဲ့လို့ ဩမဟုတ်လေမမဒီရွယ်ထိလှနေတော့ပနေတော့ရွာနေတော့ဆိုတာတနိုင်ငံလုံးသိအောင်အားလုံးသိအောင်ချပြမယ်လေမမရဲ့မမကဒါဝင်မပြိုင်ပြောနေနော်ဟိုဘရောက်ကဒေလီဆူကဝင်ပြိုင်မှုအတွက်ဖောင်းအောင်ဖြစ်ပြီးသွားပြီနော် အေးအဲ့ဒီကောင်မပြိုင်မယ်ဆိုလို့မပြိုင်တာနေသမောင်အဲ့ဒီကောင်မငါ့ကိုအမြဲတမ်းလိုက်တိုင်နေနိုင်တာလည်းမဟုတ်ဘူးဒီမှာအဲ့ဒီကောင်မအကြောင်းဆိုလေအတန်လည်းမကြားချင်ဘူးရုပ်လည်းမမြင်ချင်ဘူး မပြိုင်ဘူးလို့ဘယ်လိုလုပ်မှာလဲ ရှင်းတာနေစမ်းမှာကျွန်မပြောနေတယ်မမမော်နီနဲ့မမမော်နီနဲ့သူနဲ့စင်တန်းတူတာဆိုမှလည်းသိတယ်ဒါပေမဲ့သူနဲ့ရှင်လာရင်မမအตาကြီးဆိုတာလည်းအားလုံးသိတယ်ဒါပေမဲ့နော်မမမော်နီအဲ့ဘက်ဒီဆိုတာဘာပြောမှတ်တော့ အဲ့ကောင်မငါပါပဲလို့ ဘာပြောမှာတော့မမရဲ့မမဒေလီဆူကလေမမမိုလီနာရတဲ့ကလေး9ယောက်ရပြီလို့တဲ့မိုးဆိုးမလည်း၄ကပြလို့အိုနေပြီရွာနေပြီတဲ့သူ့ဒီပြိုင်ပွဲမှာရှုံးမှကြောက်လို့ရှိရင်ဝင်မပြိုင်နဲ့လို့ပြောလိုက်တယ်ဟုတ်တယ် ဟမ်အကောင်မအဲ့လိုပဲငါ့ကိုပြောတယ်ငါ့ကိုမြာပြိုင်ပွဲရှုံးမယ်ဒီမှာအကောင်မနဲ့ငါနဲ့အမြဲပြိုင်လေအမြဲရှုံးတာလိုက်ပြိုင်တာငါ့ကိုနိုင်တာဆိုလို့ तू အရက်တစ်ခုပဲရှိတယ်အကောင်မအဲ့လိုပြောတယ်ပေါ့ငါပြိုင်မယ်အဲ့ပွဲကိုဒီမှာပြိုင်ုံနေမဟုတ်ဘူးနော်တရက်ကွက်လုံးကြော်ညာလိုက်ငါပြိုင်ပွဲကိုလာကြည့်ရတဲ့သူတွေကိုလို့တလားတိတိအတိုးအခမဲ့ပတ်စံရှိပေးမယ်လို့ကြေညာလိုက် ဟုတ်ကဲ့ပြောလိုက်မယ် ဒါတခါလေးကျွန်မတို့လည်းချီသွားအောင် လမ်းကြုံတော်လေး မှတ်ချက်နင်တို့နှစ်ယောက်မပါဘူး ဘာအဲ့ကောင်မငါ့ကိုအဲ့လိုပြောတာပေါ့ဟဟလားငါလိုဒေလီစုဆိုတဲ့ကောင်မလေတနိုင်ငံလုံးမှာအပြိုပွားကြတဲ့ပြိုင်ခဲ့တဲ့ Miss ပွဲတွေအကုန်လုံးစုရခဲ့တာကြီးပဲအမလေးအန်အော်တယ် အဲ့ဒါတွေမကသေးဘူးမမရဲ့မမကိုပြောသေးတယ်အဲ့ဒီပြိုင်ပွဲတွေပြိုင်နှုံးရတဲ့မမအပြိုရောင်ဆောင်ပြီးဝင်ပြိုင်ခဲ့တာတဲ့18နှစ်ကလေးကအပြိုကြီးတက်နေပြီတဲ့ ဘလို့ငါ့ကိုအဲ့လိုပြောသေးတယ်ဟဟလား အဲ့ဒါတွေမကသေးဘူးမမရဲ့မမအခုကွဲသွားတဲ့ယောက်ျား6ယောက်လုံးကလေတဲ့ဖောက်ပြန်တာမဟုတ်ဘူးတဲ့မမဒေလီစုကချူစားလို့အားရတော့သမင်တက်အကြောင်းမရှိအကြောင်းချပြစ်ချပြီးကွဲလိုက်တာတဲ့အခုရှိတဲ့ကလေး6ယောက်တောင်မှဘယ်ကလေးကဘယ်လင်နဲ့ရမှာအတိအကျမသိဘူးတဲ့ဟုတ်လားမမအဲ့ဒါ အေးဟုတ်တယ်ငါလည်းစဉ်းစားတယ်ဟာဟိုအကြီးလေးတို့အငယ်လေးတို့မဟုတ်ပါလားလေဘာလေးဆက်ပြောနေဟဲ့ငါသားသမီးတွေငါဘယ်လေးနဲ့ရငါသိတာပေါ့ तू ပြောစရာလားအန်အော်တယ်ဒီမှာဒီကောင်မလေးငါလိုအချက်မငါလိုခန္ဓာကိုယ်ငါလိုအလှပါငါလိုကောင်းတဲ့တွေလိုက်စင်မရလို့တပုတ်လွင်လေးဆက်ပြောနေတာငါကလေအဲ့လိုတပုတ်လေလွင်ပြောနေတဲ့ဟာမနဲ့တပွဲတဲ့ပြိုင်စရာလားတိတ်ခါကြလိုက်တာဟဲ့ မမဒေလီစုမပြိုင်လို့တော့မရဘူးနော်မမဒေလီစုဘာပြောလိုက်တယ်မလဲမမဒေလီစုအပြိုနှောကပြိုင်နေဆိုတာတဲ့သူဝင်မပြိုင်ခဲ့လို့မမစုရတာတဲ့သူသာဝင်ပြိုင်ခဲ့လို့ရှိရင်တဲ့မမအမြဲတမ်းလက်ကုပ်တီးပြီးပြန်ရမှာတဲ့ ပတ်လေပြောရဲတယ်သူ့လိုအသားမဲမဲဘိုက်ကပူဖင်ရကောက်တဲ့သူနဲ့ငါတပွဲတဲ့ပြိုင်စရာလား မမကိုအဲ့တက်မကပြောသေးတာမမအရက်ကလည်းဂလန်ဂလာကြီးတဲ့တကောလုံးကလည်းစီလီကွန်တွေထက်တာအတူတွေကြီးပဲတဲ့အဲ့ဒါကြောင့်မလို့အစ်စ်တွေပါတဲ့သူဟာပဲတဲ့ဒီပွဲမှာခရောင်းရမှာတဲ့မမစုကြောက်ရင်မပြိုင်နဲ့တဲ့ ဟဲ့နေပါဦးအဲ့ဟာ तू ကပြောတာလားနင်ကအပိုးစာသားတွေထည့်ပြောနေလားပြောစမ်း မဟုတ်ပါဘူးမမရဲ့မမဒေလီဆိုမောင်လေးကစကားမချုပ်တတ်ပါဘူး။ तू အဲ့လိုပြောလိုက်လို့တကယ်ပြောတာမမရဲ့ အန်အော်တယ်ငါစီလီကွန်ထည့်တယ်ဆိုရင်ငါပတ်စံနဲ့ငါလေငါပတ်စံရှိတော့ငါထည့်တာပေါ့အမလီငါကပတ်စံရှိတယ်သူ့လိုတပြားနဲ့နှစ်ပြားနဲ့ချိငါပြီးလို့စံနဲ့ကောင်မတော့ဘူးပြောလိုက်မပြောလိုက်အောင်မေအခုနင်တို့ပြိုင်မဲ့အိမ်နောက်ရှိ Miss ပွဲလားဟဲ့လားငါဝင်ပြိုင်မယ်ပြောလိုက်စမ်းပြီးတော့လေတရက်ကွက်လုံးကိုချိန်ညာထားလိုက်ဒေလီစုကဒီအိမ်နောက်ရှိ Miss ပြိုင်ပွဲဝင်ပြိုင်မယ်ငါကိုအားပေးတဲ့သူဘယ်သူမဆိုစံတပြီစီ90သားလက်ဆောင်ပေးမယ်လို့ပြောလိုက်စမ်း စိတ်ကြပြောလိုက်မယ်မမ တွေးကြသေးတာပေါ့အေး